အချစ်ရေးအစင်မပြေလို့ free wallpaper ထားဖို့အတွက်ကိုအခုထိ VPN ကိုစူးစမ်းပန်းစားနဲ့ချိတ်ပြီးတော့ Facebook ထဲကိုဝင်နေရတော့လားဒါဆိုရင်တော့ဒီဗီဒီယိုကိုပြီးအောင်ကြည့်သွားဖို့လိုနေပြီနော် Hello အားလုံးပဲမင်္ဂလာပါရှင် Laurel ကတော့ Laurel Tarot က Laurel ပဲဖြစ်ပါတယ်။ဒါကပြီးခဲ့တဲ့6လပိုင်းတုန်းကဆိုရင် Tarot အဟောတက်တန်9နှစ်ပြည့်ခဲ့ပါတယ်။ကျွန်တော်ခုချိန်မှာကတော့အဟောတက်တန်9နှစ်ကျော်ခဲ့ပြီပေါ့နော်။ခုလိုမျိုး9နှစ်ကျော်တက်တန်အထိရက်တည်နေနိုင်နေဆိုတာကလည်း Laurel ကိုယုံကြည်ပြီးတော့မေးမြန်းပေးကြတဲ့ဝန်းရံပေးကြတဲ့သူတဦးတစ်ယောက်ချင်းစီကြောင့်မလို့ဖြစ်ပါတယ်။ဒါကြောင့်လည်းအကုန်လုံးကိုတကယ်ပဲကျေးဇူးတင်ပါတယ်ရှင်။ဒီနေ့ Laurel ဒီဗီဒီယိုလေးရိုက်ရတဲ့အကြောင်းရင်းကတော့ Laurel အရင်တစ်နေ့ကတင်ခဲ့တဲ့ website လေးအကြောင်းကိုလာပြီးတော့မှပြောပြပေးတာပါ။ website ကအဆင်သင့်ဖြစ်နေပါပြီရှင်အရင်ပျော်တယ်ပေါ့နော်အဲ့မှာဆိုရင်ဗာလေးပြောပြပေးမယ်နော် free wallpaper အားလုံးသိကြတယ်ဟုတ် Laurel ကိုတလောဆိုရင်ဒီပန်းရောင်ပုံလေးနဲ့လေတိတ်သွားကြတဲ့လူတွေတော်တော်များတယ်အဲ့ဒီပုံမတိုင်ခင်ကလေးကလေအများနဲ့ wallpaper ပုံလေးတွေကဒါလုတ်ပြီးတော့တင်ပေးနေကြပဲပေါ့နော်အဲ့တော့ Laurel ကိုဒီ Messenger မှာလာပြောကြတာရှိရပေါ့ပုံလေးလာတောင်းတာပေါ့နော်ဒါပေမဲ့ဒီတယောက်ထဲကနေအကုန်လုံးတေချာနားထောင်ပြန်ပေးဖို့ဆိုတာကကြတော့လေတိတ်အစင်မပြေဘူးပေါ့နော်တစ်ဖက်မှာလည်းဟောရတာလေးရရှိသေးတာဟုတ်အဲ့တော့ဘယ်လိုမျိုးလုပ်ပေးထားလဲဆိုတော့ဒီ Laurel က wallpaper ရလည်းမရောင်းဘူးလေနော် free ပဲတင်ပေးရဆို website မှာလည်း free ပဲတင်ပေးထားပါတယ် free ဆိုတဲ့နေရာမှာလည်းအချစ်ရေးတစ်ခုတည်းမဟုတ်ဘူးเนาะအချစ်ရေးတွေရောစီးပွားရေးတွေရောပညာရေးတွေရောပေါ့နော်အလုပ်ကိုင်းတွေကအစအကုန်လုံးအတွက်တစ်ခုချင်းစီကိုတည်တံ့စီခွဲပြီးတင်ပေးထားတယ်အဲ့ဒီမှာဘာမတူဘူးလဲသိလား Facebook page မှာလုံးဝမတင်ဘူးတည်းရဲ့ပုံတွေများတယ်နောက်ပြီးတော့ LGBT လေးတွေအတွက်ကိုတီးတန့်ခွဲပြီးတင်ပေးထားတယ် Pinterest ကပုံဒီတိုင်းပဲယူပြီးကောက်တင်လိုက်တာမျိုးမဟုတ်ပဲနဲ့ Laurel ကအသေးစိတ်ပြန်ပြီးတော့မှ recreate လုပ်ထားတယ်ထည့်တင်တာထည့် short တင်တာ short ပြီးတော့မှတခြားပြန်ပြင်ပေးထားတဲ့ပုံတွေဖြစ်တယ်ဒါဆိုရင်ဆောင်ရန်နေရအောင်မပူပါနဲ့အဲ့ဒီမှာဆိုရင်ဆောင်ရန်တွေရောအကုန်လုံးပါပြီးသားပါဘယ်နှရက်ထားရမယ်ဘယ်လိုထားရမယ်ဆိုတာကအစပြောပြပေးထားပါတယ်ရှင် site မှာကဒါဆို free wallpaper ပဲတင်ပေးထားလားဆိုတော့အဲ့လိုတော့မဟုတ်ဘူး Laurel ရဲ့ဒီ hot package လေးလည်းတင်ပေးထားတယ်အဆောင်ပစ္စည်းလေးတွေပါတစုတစည်းလေးတင်ပေးထားပြီးတော့မှအစီရင်အချင်တဲ့သူတွေအတွက်အစီရင်လေးတွေပါတင်ပေးထားပါတယ်ရှင်ဈေးနှုန်းလေးတွေပါပေးသားပေါ့နော်အဲ့ဒီတော့ကိုကတော့ဘယ်လိုမျိုးဖြစ်ချင်လဲဘယ်လိုအပ်ချင်လဲဈေးနှုန်းဘယ်လောက်လဲစသဖြင့်မေးနေကြမလို့တော့ဘူးကိုယ်တိုင်ဝင်ကြည့်လိုက်ရုံပဲရှင် website ကိုလည်းပဲ Google မှာအလွယ်တကူရှာလို့ရပါတယ်ပြောမယ်နော်ဘယ်လိုရှာရမလဲဆိုတာက LAUREL Laurel ပါနော် Laurel ကိုမှတ်ထားပြီးပါရှင် Laurel ထားတော့ဆိုပြီးရိုက်ရှာလိုက်တာနဲ့အဲ့ဒီမှာ link လေးကြာလာမှာဖြစ်ပါတယ် website တွေကိုတစ်ခါဝင်ပြီးတော့တာနဲ့ download တာတန်းဆွဲထားလိုက်ပါရှင်ဘာလို့လဲဆိုတော့ web app လေးလုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ application တစ်ခုအနေနဲ့ download ဆွဲလို့ရပြီးတော့မှတစ်ခါပြန်ဝင်ချင်တိုင်း website တစ်ခါသွားနေစရာမလိုဘူး app တစ်ခုအနေနဲ့ထားပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ application ကနေပြီးတော့မှတိုက်ရိုက်ဆက်သွယ်လို့ရသွားပါပြီရှင် website ကလည်း free ပဲเนาะဘာချင်းမှပေးစရာမလိုပါဘူးရှင် website ရဲ့ link လေးကိုလည်းအခုဒီ video ရဲ့ caption မှာလည်းတင်ပေးထားပါမယ် Laurel ရဲ့ bio တွေမှာလည်းထားပေးထားပါမယ်ရှင်လွယ်လင်းတစ်ခုပဲရှာနိုင်ပါတယ် Laurel ပျောက်သွားရင်လည်းမပူနဲ့เนาะ website ကနေတိုက်ရိုက်လာရှာလိုက်ရုံပဲရှင် Facebook တွေ TikTok တွေကနေပြီးတော့တကူတကလိုက်ရှာနေကြတာမလိုတော့ပါဘူးเนาะတခုတော့ရှိရနာမည်တော့မှတ်ထားနော် LAUREL Laurel ဖြစ်ပါတယ်ရှင် Laurel နဲ့ပတ်သက်တဲ့ Tarot အဟော review တွေရရစီရင်နဲ့ပတ်သက်တဲ့ review တွေ wallpaper ရဲ့ review တွေကိုသိချင်တယ်ဆိုရင်တော့ website ထဲမှာတော့မရှိဘူးပေါ့နော်အဲ့ဒါလေးတွေကတော့ Facebook page တွေ TikTok account တွေမှာတင်ပေးထားမှာဖြစ်ပါတယ် Laurel ရဲ့ Facebook page TikTok account YouTube channel လေးတွေကိုလည်း subscribe လုပ်တာမျိုး like လုပ်တာ follow လုပ်တာမျိုးလေးတွေလုပ်ပေးဖို့အတွက်မေတ္တာရပ်ခံချင်ပါတယ်ရှင်ကိုကဲမှာရှားရဲ့ပုံစံလေးကိုဗီဒီယိုလေးနဲ့ပြပေးပါမယ်ရှင်။ဘာမှတော့မခက်ခဲပါဘူးเนาะ LAUREL Laurel TAROT ထားတော့ Laurel ထားတော့ဆိုပြီးတော့လည်းမျိုးရိုက်ရှာလိုက်ရုံပါပဲရှင်။ဒီမှာဆိုရင်ဒီလိုမျိုးဒီအစိမ်းလေးနဲ့ပေါ်နေရလေးပေါ့เนาะအဲ့ဟာလေးဖြစ်ပါတယ်ရှင်။ဒါ website လေးပေါ့เนาะအဲ့ဒီကိုဝင်လိုက်ရုံပါပဲရှင်။အဲ့မှာဆိုရင်ဒီမှာပေါ့เนาะဒီမှာအဆောင်ပစ္စည်းလေးကြည့်လို့ရမယ်။ထားတော့မေးချင်တယ်ဆိုရင်လည်းထားတော့မေးရန်လေးကိုနှိပ်လိုက်ပြီးတော့မှ Facebook လား Telegram Viber ဒီလိုမျိုးပေါ့နော်ကိုကြိုက်တဲ့ဟာကိုရွေးချယ်ပြီးတော့မှမေးလို့ရပါတယ်ရှင်ပြီးရင်ဒီမှာအဆောင်ပစ္စည်းလေးတွေပေါ့နော်ဒီမှာဆိုရင်တော့အားလုံးမျှော်နေတဲ့ free wallpaper လေးပါရှင်အဆုံးတင်ပေးထားရင်တော့အခြေရေးတစ်ခုတည်းမဟုတ်ဘူးပညာရေးငွေကြေးအလုပ်အကိုင်ကုန်ပါပြီးသားပါရှင်နမူနာတစ်ခုပြရရင်ဒါလေးကတော့မှ TikTok မှာတင်ပြီးသားเนาะဒါ universe နဲ့ချိတ်ဆက်ခြင်းတဲ့တွေအတွက်ဒီမှာဆိုရင်ဒီပုံလေးရဲ့အကြောင်းပါမယ်ပြီးတော့ဒီဆောင်ရန်ရှောင်းရန်ပြီးတော့အချိန်ကြာပေါ့เนาะချိန်ဘယ်လောက်ကြာထားရမလဲဘယ်လိုစုတောင်းရမလဲအစာရေးပေးထားတာเนาะလုံးဝအသေးစိတ်ကိုပါတာစေနာဘယ်လောက်ပါလဲမပါလဲဆိုတော့ကြည့်လိုက်တာနဲ့သိရเนาะတခြားလုပ်ပေးထားတာ application ကို install လုပ်ဖို့အတွက်ဆိုရင်လည်းဒီမှာရှိတဲ့ install ဆိုတာလေးကိုနှိပ်လိုက်ရုံနဲ့ပဲလွယ်လင်းတကူ install လုပ်လို့ရမှာဖြစ်ပါတယ်ရှင် website လေးနဲ့ပတ်သက်တဲ့အခြားအသေးစိတ်ချက်လက်လေးတွေကိုဒီဗီဒီယိုရဲ့ caption မှာရေးပေးထားပါမယ်ရှင်မလုပ်တတ်တာအခက်အခဲတစ်ခုခုဖြစ်တာမျိုးပေါ့နော်အဲ့လိုမျိုးလေးများရှိခဲ့ရင်ဆိုရင် comment ထဲမှာရေးခဲ့ပါ Laurel ကပြန်ဖြေပေးထားပါမယ်ရှင်